အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာကျွန်တော်မောင်ဘူးသီးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကမ္ဘာပေါ်မှာနည်းပညာအမြင့်ဆုံးဆိုတဲ့ AI ကြီးကမြောက်တစ်တိုက်ကိုမနိုင်လို့အရှုံးပေးလိုက်ရတဲ့ရေစရာကောင်းတဲ့သတင်းတစ်ပုဒ်အကြောင်းပဲဖြစ်ပါတယ်လူတွေက AI နဲ့ကမ္ဘာကြီးကိုစိုးမိုးတော့မယ်လို့ပြောနေကြပေမဲ့အခုအမေရိကန်နိုင်ငံစိတ်လူဝီမျိုးမှာတော့ AI ဟာမြောက်တွေရဲ့လှောင်ပြောင်ခြင်းကိုအကြီးအကျယ်ခံနေရပါတယ်ဇန်နဝါရီလထဲမှာပဲစိတ်လူဝီမျိုးမှာရှိတဲ့သုတေသနဌာနတစ်ခုကနေမြောက်တစ်တိုက်ဟာအကျဉ်းထောင်ဖောက်တယ်လို့ကိုစနစ်တကျနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။သူတို့ကလှောင်အိမ်တကားကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုသိနေတယ်လို့ပါပဲ။အခုဆိုရင်အဲ့ဒီမြောက်တွေဟာမြို့ထဲကအိမ်ခေါင်မိုးတွေပေါ်မှာအပန်းဖြေနေကြပြီးရဲတွေကိုဟလိုက်နိုင်ရင်လိုက်ခဲ့တာဆိုတဲ့ပုံစံမျိုးနဲ့စိန်ခေါ်နေကြတာပါ။ဒီမြောက်တွေကိုဖမ်းဖို့အတွက်ရဲတွေကခင်မိတဲ့ AI ကင်မရာတွေ drone တွေနဲ့မျက်နှာဖော်ထုတ်တဲ့စနစ်တွေကိုပါအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါ။ AI ကမြောက်မျက်နှာကိုမှတ်မိဖို့ကြိုးစားပေမဲ့မြောက်တွေကကင်မရာရှိရောက်ရင်ရှာထုတ်ပြတာဖင်လဲပြတာတွေလုပ်သွားတဲ့အတွက် AI ကြီးခင်များ AR တွေတက်ကုန်ပါတော့တယ်။ပိုရရတာက AI ကမြောက်တွေကိုလိုက်ရှာရင်းနဲ့လမ်းဘေးကအမိုက်ပုံးတွေကိုမြောက်လို့တတ်မှတ်ပြီးရဲတွေကိုသတင်းပို့နေတာပါ။ရဲတွေခင်များ AI ကပြောတဲ့နေရာကိုအပြေးလွှားသွားကြည့်တော့မြောက်တွေကိုမတွေ့ရပဲအမိုက်ပုံးတွေပဲတွေ့နေရလို့အတော်လေးကိုအဆက်ကွဲနေကြပါတယ်။အခုဆိုအင်တာနက်ပေါ်မှာဒီသတင်းကအရန်နာမည်ကြီးနေပါတယ်။လူတွေက AI ဟာကဘာကြီးကိုတိမ့်ပိုက်မှာကြောက်နေတာတကယ်တော့မြောက်တကောင်ကိုတောင်မဖမ်းနိုင်ဘူးဆိုပြီးဝေဖန်နေကြပါတယ်။တချို့ကလည်းဒီမြောက်တွေက AI အကြောင်းကိုလူတွေထက်ပိုနားလည်နေတာများလားလို့တောင်မေးခွန်းထုတ်နေကြပါတယ်။လက်ရှိအချိန်ထိတော့မြောက်တွေကလွတ်မြောက်နေစေဖြစ်ပြီး AI ကြီးကလည်းအမိုက်ပုံးတွေကိုမြောက်လို့ထင်နေတော့မှာပဲ။နီးပညာတွေဘလောက်တိုးတက်လာပါစေတဘာဝတရားရဲ့ပြောင်းချော်ချော်မြောက်ကလေးတွေကိုတော့မနိုင်သေးဘူးဆိုတာဒါကသက်သေပါပဲ။ဒီသတင်းကိုကြားရတာကျွန်တော်မောင်မူသီးရဲ့ပရိသတ်ကြီးတို့ကရောဘယ်လိုထင်လဲဗျ။ AI ကတကယ်ပဲညံ့တာလားဒါမှမဟုတ်မြောက်တွေကပဲအရန်ကိုပါနှက်နေတာလား။အောက်ကကွန်မန့်မှာရေးပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ